Hello အားလုံးပဲမင်္ဂလာပါရှင် Empress မိုးမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါရယ်မိုးဒီနေ့တော့လေ Norwich sharing လေးလုပ်ချင်လို့ပါမဟူရလေးအကြောင်းပေါ့နော်မဟူရကြောက်ကလေးရလေအားလုံးအသိကြတဲ့အတိုင်း black color လေးပါနော် black color လေးပါတော်တော်များများကတော့မဟူရဆိုရင် black color လို့ပဲအားလုံးကတော့မြင်ကြရပေါ့နော်ဒါပေမဲ့သူ့မှာကတော့လေ color လေးတွေကတော့အခြား color လေးတွေလည်းရှိပါတယ်ဘ ഹു တုသအနေနဲ့ပေါ့နော်မိုးဖတ်ထားတဲ့မိုးမှတ်သားထားတဲ့ဖတ်ထားတဲ့စာရဆိုလို့ရှိရင်တော့မိခိုးရောင်လေးတွေအညိုရောင်လေးတွေအဝါရောင်လေးအပြာရောင်လေးတွေလည်းရှိရဲအမဲရောင်ကတော့အားလုံးသိကြတဲ့အတိုင်းပါပဲเนาะပေါ့နော်ဒီမူရဆိုရင်တော့အားလုံးကအနက် black ပေါ့နော်သူကတော့မာစင်းကလေ 6.5 ကနေ 7 ကြားမှာရှိပါတယ်เนาะသူကလေဝစ်ဆင်လို့ရှင်လေဒါအရန်မပြော့လွန်းတဲ့မပြော့လွန်းတဲ့တဲမှာလဲပါတာပေါ့လေအဆောင်အကြောက်အနေနဲ့တော့အားတော်တော်များများတော့ဝစ်ဆင်ကြတယ်ဒါပေမဲ့မိုးအခုစာဖက်ကြည့်လိုက်တဲ့အချိန်မှာလေဟိုသူ့ကိုလေးလာကြည့်လိုက်တဲ့အချိန်မှာသူ့ရဲ့ကောင်းကျိုးတွေပေါ့နော်အများကြီးပဲရှိရဲယောဂတွေကိုလည်းယောဂတွေကုသတဲ့နေရာမှာလည်းအများကြီးပဲအသုံးဝင်တယ်ဝေယူပြန်ယောဂတို့ကလေးမွေးဖွားတာတို့နောက်ပြီးတော့ရှင်မွေလိုမျိုးပေါ့နော်အစိတ်ရှိတဲ့တတ္တဝါတွေမှာကုသတာနှိမ်နှင်းတာမျိုးတဲ့နေရာတွေမှာလည်းအသုံးဝင်တယ်ဒီဟာလေးတွေလေအဲ့တော့စေကုသတဲ့နေရာမှာလည်းမဟူရောင်လေးတွေကတော်တော်ကိုအသုံးဝင်တဲ့ကြောက်ထဲမှာပါတာပေါ့နော်သူကနောက်ပြောတဲ့ခါကြလို့ရှိရင်လေသူ့မှာပို့ပြီးတော့မိုးပတ်ကြည့်လိုက်တော့ပို့ပြီးတော့တူဆန်တာလေလူသားသူကမဟူရကြောက်ကပေါ့နော်မိုးတို့လူသားတွေမှာကြောက်ရောက်တယ်မကောင်းတဲ့အညံ့ဆိုးတွေကိုလည်းပယ်ဖြတ်တယ်နောက်ပြောလို့ရှိရင်စိတ်ညစ်တာတွေစိတ်ရှုပ်ထွေးတာတွေစိတ်ထဲကျနေတဲ့သူတွေပေါ့နော်အခက်အနှောက်အယှက်တွေနဲ့ထိတ်တက်ရင်ဆိုင်နေရတယ်အဲ့လိုအခါမျိုးမှာဒီမဟူရကြောက်လေးကိုဝစ်စင်ခြင်းအဖြစ်စိတ်အေးချမ်းသာမှုကိုလည်းရစေရဆိုရပေါ့နော်အဲ့လိုမျိုးရစေရဆိုရဂုံတက်တိလည်းရှိရဲဒါကြောင့်မလို့ဘာသာရေးခေါင်းဆောင်တွေကလည်းမဟူရကြောက်ကငြိမ်းချမ်းခြင်းနဲ့စိုးမိုးနိုင်ခြင်းကိုရရှိစေတဲ့ကြောက်ဆိုပြီးတော့လည်းဒီလိုမျိုးအဆောင်ကြောက်ဝစ်စင်ထားတယ်သူကမဟူရလေးကတော့အားလုံးသိကြတဲ့အတိုင်းပဲပေါ့နော်တရားလေးကဈေးလည်းအများကြီးမများဘူးဒါလေးအဆောင်အနေနဲ့ဆောင်ထားလို့လည်းတင့်တော်တယ်ပေါ့နော်ဒါအဲ့လိုမျိုးဆောင်ထားကြတယ်အများပြောတော့အဆောင်အနေနဲ့ဆောင်ကြတယ် black color တော့အားလုံးကြိုက်ကြတော့တချို့ကတော့ကြိုက်တဲ့တက်လို့ကိုဝစ်စင်ကြတယ်ပေါ့နော်ဒါအခုဒီဟာလေးကတော့မိုးမှာအခုဒီဟာမျိုးလေးလည်းကောင်းကျိုးလေးတွေလည်းရှိရဲဒီလိုမျိုးလေးစာလေးဖက်ပြီးတော့မိုးကလည်းပို့ပြီးတော့လည်း sharing လေးလုပ်တာပါအဲ့တော့ဒီဟာလေးကိုလည်းဒီလိုမူရလေးကိုကြိုက်တဲ့တက်လို့စောင့်ခြင်းနဲ့အဆောင်ကြောက်ပဲဖြစ်ဖြစ်ကာလာကိုကြိုက်လို့ပဲဖြစ်ဖြစ်စောင့်ခြင်းတဲ့လူတွေစောင့်ခြင်းနဲ့နော်ရှိလို့ရှိရင်လည်းမိုးစီမှာ Empress မိုးမှာရပါတယ်လို့locket တီးလေးလည်းရမယ်လက်စွပ်လေးလည်းရမယ် nugget ကလေးလည်းရပါတယ်နော်ယောက်ျားမိန်းမမရွေးဝေးလို့ရတယ်ဟာလေးပါနော်ဒါလေးကအဲ့တော့ဒါလေးကတော့မိုးတီးရဲ့ sharing လေးကိုလုပ်ပြတာပါရှင်အားလုံးပဲကျေးဇူးတင်ပါတယ်စိတ်ဝင်စားမှုရဲ့ Empress မိုးလေးမှာမေးမြန်းပြပါရှင်အားလုံးကျေးဇူးတင်ပါတယ်